အားလုံးပဲမင်္ဂလာပါရှင်Jolly Phonics ရဲ့ Group 2 Lesson 2ကနေကြိုဆိုလိုက်ပါတယ်ကျမတို့ဒီ Group 2ကိုမသွားခင် Group 1တုန်းကအလေးလာခဲ့တာလေးတွေကိုအတူတူပြန်ပြီး review လုပ်ကြမယ်နော် Group 1မှာ letter 6လုံးအတန်6တန်ရှိပါတယ်မမိလားမသိဘူးနော်တူတူလုပ်ကြည့်ကြမယ်letter 6လုံးအတန်6တန် group 1မှာတော့ကျမတို့လေ့လာခဲ့ကြပါတယ် Okay ဒါဆိုရင် group 2ကိုသွားလိုက်မယ်နော် group 2မှာက letter 9လုံးရှိပါတယ်အတန်ကတော့6တန်ပဲရှိပါတယ်အရင်ဆုံး letter လေးက letter C နဲ့ letter K ဖြစ်တယ်ပေါ့နော်ဒီနှစ်ခုစလုံးကသူတို့ကအတန်တစ်မျိုးတည်းပဲထွက်တယ်သူရဲ့အတန်လေးကနော်သူရဲ့အတန်လေးက action လေးနဲ့ဆိုရင်နော်သူရဲ့တချင်းလေးကတော့ဒီ castanet ပေါ့နော် castanet ဆိုတော့ဒီတချင်းတီးတဲ့တူရိယာလေးတစ်ခုပေါ့နော်အဲ့ဒီတူရိယာလေးကိုဒီကချီတဲ့လေးတွေကတီးခတ်ကြတယ်ဆိုတော့ဒီတချင်းလေးနဲ့သင်ပေးလို့ရပါတယ် Okay we are clicking castanet we are clicking castanet နော် Okay letter K ဆိုရင် kites are flying in the sky Kites are flying in the sky နော်ဒီလိုတချင်းလေးနဲ့အသင်ပေးလို့ရပါတယ်အတန်လေးကိုတည်သွားပြီတချင်းလေးကိုတည်သွားပြီ action လေးကိုတည်သွားပြီဆိုရင် letter formation လေးပေါ့နော် C ဆိုရင် round 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 နော်ဒီလိုမျိုးလေးပြလို့ရပါတယ်နော် K ဆိုရင် down in and out နော် down in and out နော်အဲ့လိုမျိုးလေးပြပေးလို့ရပါတယ် Okay ဒါဆိုရင်ကျမတို့ blending practice လေးလုပ်ကြည့်မယ်เนาะblending လုပ်တဲ့အခါမှာကျမတို့ group 1တုန်းကလေးလာခဲ့တဲ့ letter လေး6လုံးရယ် group 2မှာလေးလာထားတဲ့ letter လေး2လုံးရယ်စုစုပေါင်း10လုံးနဲ့ကျမတို့ blending လေးလုပ်ကြည့်ပါမယ် cap cap Okay next no can can Okay two letters make it one sound เนาะ C နဲ့ K နဲ့နှလုံးတွဲလေးကိုတွေ့ရင်ကျမတို့အတန်လေးတစ်တန်ပဲထွက်ပါမယ် Okay pick 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 next sack sack kit it kit is kiss is kiss is kiss Okay ပါ Okay ဒါဆိုရင် group 2ရဲ့နောက်အတန်လေးတစ်ခုကနော် action လေးကကျမတို့ဒီကျက်ဦးလေးကိုခွဲလိုက်တဲ့ action လေးပေါ့နော်တချင်းလေးကတော့ X in the pan X in the pan နော်အဲ့တချင်းလေးနဲ့သင်ပေးလို့ရပါတယ် letter formation လေးကဒီလိုလေး round 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 နော်ဒီလိုမျိုးလေးသင်ပေးလို့ရပါတယ် Okay ဒါဆိုရင် blending practice လေးလုပ်ကြည့်မယ်နော် ten ten no ten tent no she had 10 now what tent tent neck 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 Okay pet pet no Okay ပါ Okay now letter လေးတစ်ခုက letter H ဖြစ်ပါတယ်သူရဲ့အတန်လေးကနော် action လေးကလည်းနော်ကွာ hop ပေါ့နော်ခုံနေပေါ့ hop ဒီလောက်တဲ့ခါမှာကွာမောလာတယ်ပေါ့နော်မောလာဆိုတာလေနော် I like to hop
hop up and down I like to hop hop နော်အဲ့ဒီချင်းလေးနဲ့တင်ပြလို့ရပါတယ်ဒါဆို letter formation လေးနော် letter formation လေးကdown up and over down up and over down up and over เนาะအဲ့လိုမျိုးလေးသင်ပြီးလို့ရပါတယ်ဒါဆိုရင်ကျမတို့ blending လေးလုပ်မယ်เนาะ at hat at hat hip 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 is his two letters make one sound it's his it hit it hit it hint no it sorry hint okay now နည်းနည်းအတန်လေးကလူလေးတန်မျိုးရှိနေဆိုရင်ညခွဲပြီးတော့သင်ပြီးလို့ရတယ်เนาะအရှင်ဆုံး3တန်အရင်ထွက်ကြည့်လို့ရတယ် hint เนาะအဲ့လိုလေးသင်ပြီးလို့ရပါတယ်hen hen เนาะခေပါနောက် letter လေးကတော့ letter R ဖြစ်ပါတယ်သူရဲ့အတန်နဲ့ action လေးနဲ့နော်ပပီလေးပေါ့ခွေးကလေးကဒီကော်စောကိုဆွဲပြီးတော့လူတဲ့ action လေးပေါ့နော် See my puppy rip the rag See my puppy rip the rag နော်ဒီလိုမျိုးလေးသင်ပြီးလို့ရပါတယ် letter formation လေးကdown up down up down up နော်အဲ့လိုမျိုးလေးသင်လို့ရပါတယ်ဒါဆိုရင်ကျမတို့ blending လေးသွားမယ်နော် at rat at rat rest 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 ip rip ip rip risk 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 trap နော်ဒါလေးရင်လို့ကြည့်လို့ရအောင်နော် rap wrap trap trap okay เนาะokay now letter လေးကတော့ letter M ဖြစ်ပါတယ်သူရဲ့အတန်လေးကเนาะ actually ကပိုက်စားတဲ့ပုံလေးပေါ့The mom and the dad make many meals The mom and the dad make many meals เนาะဒီလိုမျိုးလေးသင်လို့ရပါတယ် letter formation လေးက down up and over up and over down up and over up and over ဆိုပြီးတော့သင်လို့ရပါတယ် okay let's practice the blending together at mat at mat at mat okay now app map app map ask mask ask mask is miss is miss him him man man
man 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 no man 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 okay okay group 2ရဲ့နောက်ဆုံး letter လေးကတော့ letter D ဖြစ်ပါတယ် d နော် see me play on my drum playing drum is lots of fun with a d see me play upon my drum နော်အဲ့ဒီချင်းလေးနဲ့သင်ပေးလို့ရပါတယ် d နော် letter formation လေးတော့လုပ်ကြည့်မယ်နော်နော် Emily round up and down round up and down round up and down ဆိုပြီးတော့သင်ပေးလို့ရပါတယ်ဒါဆိုရင် planting လေးတာကြည့်မယ်နော် planting လေးကဒီလိုလေးနော် dip dip okay did did disk 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 dad dad red red desk desk နော် okay ဒါဆိုရင်တော့ကျမတို့ဒီ group 2ရဲ့ letter 9လုံးအတန်း6တန်းကိုလေ့လာပြီးဖြစ်ပါတယ်ဒီပထမဆုံး letter လေးက letter လေးနှလုံးကမမိလားမသိဘူးเนาะ C ရဲ့ letter C ရဲ့ letter K ရဲ့ဖြစ်ပါတယ်နော်နောက်တစ်ခုက letter E ဖြစ်ပါတယ်နော်နောက်တစ်လုံးကတော့ letter H ဖြစ်ပါတယ်နော်ပြီးလို့ရှိရင် letter R ဖြစ်ပါတယ်နော်letter R ပြီးရင် letter M နော်နောက်ဆုံးဒီ letter လေးကတော့ letter D ဖြစ်ပါတယ် okay နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော် bye bye